င်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အကောက်ခွန်ဥပဒေတွေကြားထဲမှာပေါ့နော်ကိုယ့်ရဲ့ကုန်သွယ်မှုလုပ်ငန်းကိုအောင်အောင်မြင်မြင်ဘယ်လိုလုံးဆောင်သွားမလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင် ကဲတင်းကုန်ပို့ကုန်လုပ်ငန်းတွေလုပ်နေတဲ့အခါမှာအချိန်ကြီးကြားနေတာမျိုးတို့မထင်ထားပဲပိတ်စိန်ဒီပို့ကုန်သွားတာမျိုးတို့ပြီးတော့ရှုပ်ထွေးတဲ့စီးမီစီကန်းတွေကြောင့်ခေါင်းစားနေရတာမျိုးတို့ကြုံဘူးကြလားခင်ဗျဒါတွေကလေးတဲ့တော့လုပ်ငန်းရှင်အတော်များများရင်ဆိုင်နေရတဲ့ပြဿနာတွေပဲဖြစ်ပါရဲ့အဲ့ဒီစိန်ခေါ်မှုတွေကိုကြော်လွှားနိုင်ဖို့အတွက်အဓိကတော့ချက်ကဘာလဲဆိုတော့လေတစ်ခုတည်းပဲရှိပါတယ်အဲ့ဒါကတော့မှန်ကန်တိကျတဲ့ customs clearance လို့ခေါ်တဲ့အကောက်ခွန်ရှင်းလင်းလုပ်ငန်းစဉ်ကိုကျွမ်းကျင်ပိုင်နိုင်ဖို့ပါပဲဟုတ်ပါတယ်ဒီသစင်းလေးတာမှန်သွားပြီဆိုရင်လေကြံတဲ့အလုပ်တွေကတော်တော်ကြီးကိုချောမွေသွားမှာပါ တဲကောင်းပါပြီဒါဆိုရင်ကျွန်တော်တို့ဒီဂုံသွယ်မှုရှိုးတဲ့ကစားပွဲကြီးရဲ့အခြေခံစည်းမျဉ်းတွေကိုအရင်ဆုံးလေ့လာကြည့်လိုက်ကြရအောင်ဒီမှာလေလုပ်ငန်းအားလုံးကိုအုပ်ချုပ်နေတဲ့အထူးကကြတဲ့ဥပဒေကြီး၃ခုရှိပါလေဟုတ်ကဲ့အခုမြင်နေရတာကတော့အဲ့ဒီအခြေခံဥပဒေ၃ခုကိုခြုံပြီးပြထားတာပါပဲတွေ့တဲ့အတိုင်းပဲပင်လယ်ရေကြောင်းအတွက်ကုန်းလမ်းအတွက်ပြီးတော့အခွန်နှုံးထားအတွက်ဆိုပြီးကန်ထားအလိုက်ခွဲပေးထားတယ်။ Brian မော်နော်ဒီဥပဒေတွေကတွင်းကုန်ပို့ကုန်လုံးတဲ့မှန်သမျှရဲ့အခြေခံဥပဒေပေါင်းတွေပါပဲ။ကဲဒါဆိုတစ်ခုချင်းစီကိုအသေးစိတ်လေးကြည့်လိုက်ကြရအောင် ပထမဆုံးတစ်ခုကတော့ပင်လယ်ရေချောင်းအကောက်ခွန်အဥပဒေပါဒါကတော်တော်လေးတက်တန်းရင်ပြီးတော့အခြေခံအကျုံးဆုံးဥပဒေလို့ပြောလို့ရတယ်ပင်လယ်လမ်းကနေဝင်တယ်ထွက်တယ်ကုန်စည်တွေတင်ပေါ်တွေစိတ်ခန်းကိုဝင်တာထွက်တာကုန်ပစ္စည်းရတန်ဖို့ကိုဖြတ်တာအဲ့ဒါတွေအားလုံးကိုဒီဥပဒေနဲ့ထိန်းချုပ်ထားတာပါ ။ Okay နောက်တစ်ခုကတော့ကုန်းချောင်းအကောက်ခွန်ဥပဒေပေါ့။သူ့ညမေအတိုင်းပါပဲ။ဒါကကြတော့ကျွန်တော်တို့နိုင်ငံရေးအရေးကြီးတဲ့နေဆက်ကွန်သွယ်ရေးလမ်းကြောင်းတွေစစ်စေးဂိတ်တွေကနေဝင်ထွက်နေတဲ့ကုန်စည်တွေအတွက်တီးတန့်ပြဋ္ဌာန်းထားတဲ့ဥပဒေတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့မြန်မာနိုင်ငံအကောက်ခွန်နှုံထားဥပဒေပါဒီဥပဒေကဘာလို့အရင်အရေးကြီးလဲဆိုတော့လေကိုကွန်ပီစီပေါ်မှာအခွန်ဘလောက်ပေးရမလဲဆိုတာကိုနိုင်ငံတကာမှာသုံးနေတဲ့ HS code စနစ်နဲ့ချိတ်ဆက်ပြီးသတ်မှတ်ပေးထားလို့ပါပဲ ဟုတ်ပါတယ်အဲ့ဒီ HS code ကိစ္စကတကယ်ကိုအရေးကြီးရဲ့အချက်ပါဘာလို့လဲဆိုတော့ကိုကုန်ပစ္စည်းရဲ့ HS code ကိုမှန်မှန်ကန်ကန်သတ်မှတ်နိုင်မှာပေးရမယ့်အခွန်ပမာဏကလည်းတိကျမှာလေဒီနေရာမှာသာမားသွားလို့ကတော့အခွန်ကိစ္စတွေကတခါတည်းရှုပ်ကုန်ရောပဲကဲအခြေခံဥပဒေတွေကိုတော့ကျွန်တော်တို့သိသွားပြီပေါ့နော်အခုခေတ်မိုက်စနစ်တွေဝင်လာတဲ့အခါမှာဒီအကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကဘလို့တွေပြောင်းလဲလာတယ်လဲပြီးတော့အရင်ကမရှိခဲ့တဲ့ဘလို့စိန်ခေါ်မှုအသစ်တွေပေါ်လာတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်အရင်တော့ဆိုရင်အရာရာကိုစာရက်စာတမ်းတွေနဲ့လူကိုယ်တိုင်လိုက်လို့ရတာကောအခုတော့အများစုက MACCS လို့ခေါ်တဲ့ Electronic System ကိုပြောင်းသုံးလာကြပြီဒီစနစ်ရဲ့အားသာချက်ကတော့ရှင်းပါတယ်အယမ်းမြန်လာတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတတိထားရမှာကစီရန်ချက်တွေကအရင်ထက်အများကြီးပိုပြီးတိကျလာတယ်တင်ကျက်လာတယ်ဆိုတာပါပဲအဲ့တော့မေးစရာရှိတာကဒီလိုပိုတင်းကျက်လာတဲ့စနစ်သက်ကြီးမှာကိုကျင်ညာလိုက်တဲ့အချက်လက်တွေကမားနေကြရင်တော့ဘာတွေဆက်ဖြစ်လာနိုင်မလဲဒါကတော်တော်လေးကိုစဉ်းစားစရာအရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲ အမားယွင်းဖြစ်ခဲ့ပြီဆိုရင်တော့ရင်ဆိုင်ရမယ့်အကျိုးဆက်တွေကတကယ်ကိုမသေးပါဘူးဥပမာငွေဒဏ်ကြီးကျယ်ရိုက်တာမျိုးကိုကုန်ပစ္စည်းတွေကိုအသိမ်းခံလိုက်ရတာမျိုးပြီးတော့အစိုးဆုံးကလုပ်ငန်းတွေအချိန်ကြာကြီးရပ်တန့်သွားတာမျိုးထိတောင်ဖြစ်သွားနိုင်ပါတယ်ကဲဒီလိုစင်ခေါ်မှုတွေအန်တီရဲတွေအချောင်းပြောလိုက်တော့စိတ်တကြသွားစရာမလိုပါဘူးဘာလို့လဲဆိုတော့ဒီခရီးလမ်းမှာလမ်းပြပိန်နိုင်မဲ့ရှင်းရှင်းလင်းလင်းဖြည့်ရှင်းနေတခုရှိနေလို့ပါပဲအဲ့ဒါကတော့တခြားမဟုတ်ပါဘူးကျန်းချင်းတူတယောက်ပိုရှင်းအောင်ပြောရရင် customs broker လို့ခေါ်တဲ့အကောက်ခွန်ကိုစားလည်နဲ့လက်တွဲလိုက်ဖို့ပါပဲသူတို့ကကိုစားချင်းညာလော်တင်တန်းကနေအခွန်ဆောင်တာအထိဥပဒေနဲ့ညီအစားဆုံးတာဝန်ယူပေးနိုင်ပါပဲတကယ်တော့လေကျွန်တော်တို့လီးလာနေတဲ့အရင်မြစ်စာတန်းချင်းမှနောင်အဓိကအကြံပြုချက်အနေနဲ့အခုလိုပဲဖော်ပြထားပါတယ်တွင်းကုန်ပိုးကုန်လုပ်ငန်းစဉ်နဲ့အချင်းမနှောင်းနေပဲဥပဒေနဲ့အညီချောချောမွေ့မွေ့ပြီးမြောက်သွားစေဖို့အတွက်ဆိုရင်မှန်ကန်တဲ့ custom broker တယောက်နဲ့တေချာကြိုတင်တိုင်းပင်ဆွေးနွေးပြီးမှလှုပ်ဆောင်တင်ပါတယ်တဲ့ကျွမ်းကျင်သူတယောက်နဲ့သာလက်တွဲလိုက်ပြီးဆိုရင်အောင်မြင်မှုစီသွားတဲ့လမ်းကတော်တော်လေးရှင်းလင်းသွားပါပြီပထမဆုံးသူတို့နဲ့တေချာတိုင်ပင်မယ်ပြီးရင်သူတို့ကကိုယ့်အတွက်ကျင့်ညာလွာကိုမှန်မှန်ကန်ကန်တင်သွင်းပေးမယ်အဲ့နောက်မှာဥပဒေနဲ့အညီအကုန်လုံးကိုရှင်းလင်းဆောင်ရွက်ပေးပြီးသားနဲ့နောက်ဆုံးမှာတော့ကိုလိုချင်တဲ့အခြေမီအောင်မြင်မှုကိုရရှိသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်အချုပ်အနေနဲ့ပြောရရင်တော့လေကျွမ်းကျင်တဲ့ customs broker တယောက်ဆိုတာကကိုလုပ်ငန်းရဲ့ကုန်သွယ်မှုခွင့်မှာဥပဒေရဲ့ရှုပ်ထွေးမှုတွေကိုရှင်းပေးတယ်လုပ်ငန်းကိုပိုပြီးမြန်ဆန်ထိအောင်လုပ်ပေးတယ်ပြီးတော့ပိုက်ဆံကုန်
အချိန်ကုန်ဖြစ်စီမဲ့ကြံကြာမှုတွေကိုရှောင်ရနိုင်အောင်ကူညီပေးနိုင်တဲ့တကယ်ကိုမရှိမဖြစ်လမ်းပြကောင်းတစ်ယောက်ပါပဲ ဒီတော့နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ရမယ်မေးခွန်းလေးတစ်ခုရှိပါတယ်ကိုယ့်ရဲ့လုပ်ငန်းကတော့ဒီလိုစိန်ခေါ်မှုတွေများတဲ့ကုန်သွယ်မှုခရီးကျန်းကြီးအတွက်တကယ်ပဲအဆင်သင့်ထိနေပြီလားဒါပေမဲ့တခုတော့ရှိတယ်ကျွမ်းကျင်သူတယောက်ရဲ့လမ်းညွှန်မှုသာရှိနေမယ်ဆိုရင်တော့ဒီခရီးကိုယုံကြည်မှုအပြည့်နဲ့ဖြတ်ကျော်နိုင်မှာကတော့သိကြပါတယ်